ဒီ video လေးကိုလုပ်လိုက်တာကျွန်တော်တို့ရဲ့ app ကိုဘာမှမသိသေးတဲ့လူတွေအတွက်ကိုကျွန်တော်လိုတိုရှင်းအမြန်ဆုံးဒီရှင်းပြရတဲ့ video လေးပေါ့နော်ကျွန်တော်အကယ်၍ကျွန်တော်က script မရေးဘဲနဲ့လက်တန်းပြောတာဖြစ်တဲ့အတွက်တခုခုကြံခဲ့တာရှိရဆိုလို့ရှိရင်လည်းကျွန်တော်ဒီ comment မှာပဲဖြစ်ဖြစ် message ပေါင်းမှာပဲဖြစ်ဖြစ်လာမေးလို့ရပါတယ်ဒါကကျွန်တော်တို့ app ကိုဒီ install ပြီးရတဲ့ဒါမြင်ရမယ့်မြင်ကွင်းပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ app ကို install ပြီး account ဖွင့်ပြီးဝင်လိုက်တာနဲ့ကျွန်တော်တို့ game တွေကတော့ download လုပ်လို့မရပါဘူးစမ်းသုံးကြည့်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရှိမှာဒီ exchange မှာထည့်ရတဲ့return ရဲ့ကုတ်လာယူပါဝယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ချက်ပေါက်မှာတစ်ချက်လာပြောပေးပါကျွန်တော်တို့ဒါပထမဆုံးဒီစပြီးတော့ဝင်သွားရဲဆိုလို့ရှိရင်ဒီ recommend ထဲမှာဒါ download ရတဲ့ game တွေအကုန်လုံးမြင်ရမယ်ပေါ့နော်ဒါကတော့ဒီ must play section အနေနဲ့ကိုကျွန်တော်တို့ selection ရွေးပေးတာပါဒီကတော့ top menu လေးကိုကျွန်တော်အရင်စပြောမယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒါ download လေတာပေါ်ကတော့ကျွန်တော်တို့ဒီ game တွေ download အများဆုံးကိုကျွန်တော်တို့ဒီဆင်ထားပေးရပါဒါကတော့ကျွန်တော်တို့အပတ်မှာတပတ်ချင်းစီမှာကျွန်တော်တို့စီမှာ download အများဆုံးဒီ game တွေကိုကျွန်တော်တို့ထည့်ထားပေးရပါတော့ဒီထဲမှာ CMO နှိပ်ပြီးတော့လဲထပ်ပြီးတော့ကြည့်လို့ရပါတယ်ပြီးသွားရယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဆက်သွားရင် latest launch မှာကျတော့ကျွန်တော်တို့နောက်ဆုံးထွက်တဲ့ game တွေကိုကျွန်တော်တို့တင်ထားပေးတဲ့ဒီ page ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ CMO နှိပ်ပြီးသွားတာနဲ့ဒီ game တွေအားလုံးဝင်ကြည့်လို့ရရပေါ့ဗျာပြောရမယ်ဆိုရင်အဲ့ပြီးွားနဲ့ကျွန်တော်တို့ဒါ latest launch ပြီးွားနဲ့ဒီ news မှာကျတော့ကျွန်တော်တို့ဘာတွေအသစ်တွေတင်ထားလဲဘာတွေအသစ်တွေတင်มาလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကြည့်လို့ရရပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်နောက်တစ်ချက်ကျွန်တော်တို့ဒီ news ပေးနာလေးက new ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ဒါဆိုလို့ရှိရင်ဒီနေ့မှာကျွန်တော်တို့ဘယ် game တွေ news တွေကိုတင်ထားတယ်ဘယ် game တွေက update တွေပြန်လုပ်ပေးထားတယ်အဲ့ဒီအကုန်လုံးကျွန်တော်တို့ကြည့်လို့ရရပေါ့နော်တနေ့မှာဆိုရင်ကျွန်တော်တို့ game 450လောက်ကိုအနည်းဆုံးကျွန်တော်တို့တင်ပေးရပေါ့နော်ဒါကတော့ဒီနေ့တင်တာလက်ရှိတင်ထားတဲ့ game တွေရဲ့ update လုပ်ထားပြီးရဲ့ game တွေရဲ့ပေါ့နော်ပြောရလို့ရှိရင်ဒီဟာကကြတော့မနေ့ကတင်ထားတဲ့ game တွေပေါ့ဗျာအဲ့ကျွန်တော်တို့အကုန်လုံးကိုကျွန်တော်တို့ဒီမှာ date လေးရွေးပြီးတော့အကုန်လုံးကိုကြည့်လို့ရရဗျာ okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြောရရင်ကျွန်တော်တို့ဒီဘေးနားလေးက option လေးကိုကျွန်တော်နည်းနည်းရှင်းပြပေးမယ်ကျွန်တော်တို့ဒါက recommend ဒီပထမဆုံးစာမျက်နှာဆိုတော့ဘာမှပြောစရာတော့မရှိတော့ဘူးဒီဒုတိယ online game ဆိုတဲ့ဟာကျွန်တော်တို့အခု app ဝယ်ထားတဲ့ဒီ subscriber တွေနဲ့ဘာမှမဆိုင်ဘူးပေါ့နော်ဒါကဘာလို့လဲဆိုတော့ဒါကကျွန်တော်တို့နောက်ထပ် method တစ်ခုနဲ့ combine လုပ်ပြီးတော့ရောင်းမဲ့ပုံစံပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဟာကကြတော့ online လေးလိုမှာပြီးသွားလို့ရှိရင်သူက official game နဲ့ဖြစ်တယ် online နဲ့ဆော့လို့ရမယ့်ဟာတွေဖြစ်တဲ့အတွက်ပြောရမယ်ဆိုလို့ရှိရင်ဒါ exclusive benefit တွေဗျာပြောရမယ်ဆိုရင်အဲ့ဒါကကျွန်တော်တို့ subscription တက်နောက်လုပ်ပြီးွားရင်ရောင်းပါဗျာအဲ့ဒါကြီးကလည်း ready တော့ဖြစ်နေပြီဒါပေမဲ့ခေါင်းမရှုပ်ချင်လို့ဒီ second option ကကျွန်တော်တို့အခုလက်ရှိသုံးမဲ့ user တွေနဲ့ဘာမှမဆိုင်ဘူးလို့ပဲတွေးထားပြီးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပိုရှင်းသွားလိမ့်မယ်that option ကကြတော့ဒါကျွန်တော်တို့ဒီ PC game ပေါ့ that menu ကကြတော့ကျွန်တော်တို့ဒါအကုန်လုံးကတော့ PC game နေပြီပဲဒါပေမဲ့ကျွန်တော်တို့ PC game ဒါကတော့တီးတန့်ဖြစ်နေလိမ့်မယ် recommend ထဲမှာကျတော့ game အကုန်ရှိနေလိမ့်မယ်PS3 game တွေ PS2 game တွေကအစပေါ့နော် maybe အကုန်လုံးရှိနေတယ်ဗျာကျွန်တော်မနေ့ကရှာကြည့်တဲ့အချိန်တော်တွင်းမှာဒီ PS3 game တွေပါရအစတွေ့ရကျွန်တော်ပြီးသွားလို့ရှိရင်ဗီဒီယိုလေးထဲမှာထည့်ပြမယ်ဒါကကြတော့ကျွန်တော်တို့ဟိုကသူရေးထားတဲ့အတိုင်းပဲဘာမှမလုပ်ဘူး download လုပ်ပြီးရင် install တန်းလုပ်ပြီးရတယ်တန်းဆော့ရုံပဲဘာမှမလုပ် install လုပ်တာကလည်း download ပြီးွားရဆိုလို့ရှိရင်ဟို readme file တွေပြေးဖတ်ရတာတွေ raw တွေဖြီရတာတွေအဲ့လို step တွေဘာမှမရှိဘူးဗျာပြီးွားရတယ် download လုပ်ပြီးရတယ်တန်းပြီးတော့ဒီ play လုပ်ရုံပဲပြောရမယ်ဆိုလို့ရှိရင်ဘာမှခက်ခဲအဆင့်တွေမရှိဘူး app ကိုစသုံးလိုက်တာနဲ့ဟိုနားလဲွားလိမ့်မယ်ဒါကတော့ကျွန်တော်ဒီဗီဒီယိုမှာတော့အပြည့်အစုံတော့ပြောရမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာအားလုံးကိုခြုံပြီးတော့အကုန်လုံးကိုပြောပြပြီးွားမှာဖြစ်တယ်ကိုဘာသာကိုတုံးနေဆိုလို့ရှိရင်အကုန်နားလဲွားလိမ့်မယ်ဗျာဘာမှခက်ခဲတော့မရှိပါဘူးโอเคဒါကတော့ကျွန်တော်တို့နောက်ဆုံးထွက်တဲ့ game တွေကအစအကုန်ရှိမယ်ဗျာပြောရမယ်ဆိုဒါကတော့ကျွန်တော်နာမည်တော့ထည့်ပြောတော့မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ तू ကနည်းနည်းကျန်းတယ်ပြောရမယ်ဆိုရင်ဘာလို့လဲဆိုတော့အဲ့ game တွေကအစအကုန်လုံးဆော့လို့ရရတယ်ဗျာပြောရမယ်ဆိုရင် download လုပ်ပြီးရတယ်တခါရဲကိုကြိုက်တဲ့ emulator ကိုတန်းထောင်းပြီးတော့ run ရုံပဲno need ဘာမှအပြင်ရနေပြီးတော့ဘာမှလုပ်စရာမလိုဘူးဗျာဒီ game တွေအကုန်လုံးရတယ် okay အဲ့ခါကျတော့နောက်
ဆက်သွားမယ်ဆိုရင်ဒါကြီးကတော့ဟိုးရင်တော့ကျွန်တော်တို့ငငယ်လေးတော့ဆော့ခဲ့ပူတဲ့ gain တွေကအစားပါတယ်ပေါ့နော်ဒီပြောရမယ်ဆိုရင်လုံးဝ retro gain နဲ့ retro လုံးဝကျွန်တော်တို့ငယ်ဘဝကိုပြန်လွှမ်းလို့ရရဲ့ဗျာပြောရမယ်ဆိုလို့ရှိရင် okay ဒါကတော့အရေးကြီးဆုံးအပိုင်းကျွန်တော်ပုံမှန်ဒီရိုးတန်းတန်းဆော့တဲ့ဒီကိုပါလာကို down ဆော့တဲ့ဟာတွေဆိုလို့ရှိရင်ကျွန်တော်တို့တွေရဲ့အဓိကပြဿနာ multiplayer online မရတာပဲဗျာ okay ဒါပေမဲ့ကျွန်တော်တို့အခုကျွန်တော်တို့ရဲ့ဒီ app မှာအဲ့ပြဿနာကိုလုံးဝမရှိတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့စီကဝယ်ထားတဲ့ user ချင်းချင်းအားလုံးကဒီ online ဆော့လို့ရမှာဗျာဒီ option မှာရှိနေတဲ့ gain တွေကကျွန်တော်တို့ multiplayer online ရတဲ့ gain တွေကြီးပဲအဲ့ဒါကြတော့ကိုကဒီ gain တစ်ခုခုကိုဆော့ရမယ်ဆိုလို့ရှိရင်ကိုနဲ့ကိုတငယ်ချင်းကတူတူ down လိုက်ပေါ့ဗျာ down ပြီးွားရဆိုလို့ရှိရင်ကျွန်တော်ပြီးွားလို့ရှိရင်ပြပေးမယ်အခုကျွန်တော်တို့ဒီလိုပုံစံလေးပေါ်နေအနီရောင်ပုံစံလေးပေါ်နေ gain တစ်ခုကိုရှာလိုက်မယ်ဗျာရှာပြီးွားရင်ကျွန်တော်လက်တွေ့ပြမယ်ဒါကိုရှာလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတွေ့ရမယ် okay တွေ့ရတဲ့အချိန်ကြာလို့ရှိရင်ဒီမှာစာလေးမြင်ရမယ်ဒီအနီရောင်တန်းနေတဲ့ဟာလေးတွေကပြောရမယ်ဆိုရင် multiplayer online ကိုကျွန်တော်တို့ဆော့လို့ရတယ်ကျွန်တော်တို့ user အချင်းချင်း multiplayer online ဆော့လို့ရမယ်ဒီခရမ်းရောင်တန်းနေတဲ့ဟာတွေကကျွန်တော်ပြောတဲ့ဒီ second option ရဲ့ဟာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့နောက်ထပ်ဒီ exclusive တစ်ခုအနေနဲ့ရောင်းမှာဖြစ်တဲ့အတွက်အဲ့အရာတော့လောလောဆယ်မဆိုင်သေးဘူး user တွေအတွက်ကျွန်တော်နောက်ဒါတွေပါရတဲ့အချိန်ကြာလို့ရှိရင်ပြန်ထပ်ပြီးတော့ announce လုပ်ပေးမယ်လောလောဆယ်မှာကြာရင်ကျွန်တော်တို့ဒါဒီခရမ်းရောင်ပုံစံတွေကဒါမဆိုင်ဘူး multiplayer online ဆော့ကျင်တာဆိုလို့ရှိရင်ဒီမှာ subnuka 2ဆိုလို့ရှိရင်2ကိုနှိပ်ပြီးတော့ဒီမှာ stack gain နှိပ်ပြီးတော့ down ရုံမယ် okay အဲ့ဒါကိုအကယ်၍ကျွန်တော် down တာကိုလည်းကျွန်တော်ပြမယ်ဒီ gain ကိုကျွန်တော် down တော့မယ်ဆိုတာနဲ့ဒီမှာကျွန်တော်တို့ version မြင်ရမယ်ပြီးွားရင်ကိုယ့်ရဲ့ဒီ PC spec နိုင်မနိုင် download ရမရဘူးပါကြည့်လို့ရမယ်ပြီးွားလို့ရှိရင်ဒါကျွန်တော်တို့ issuing date ပါကျွန်တော်တို့ဒါနောက်ဆုံး gain ကိုတင်ပြီးခဲ့တဲ့ဒီ date ပေါ့နော်အဲ့ date ကိုကြည့်လို့ရမယ်ပြီးွားလို့ရှိရင်ကျွန်တော်တို့ဒီ version နဲ့ကြည့်လို့ရမယ်လိုအပ်ချက် version တွေ DH version တွေပါရအစားကြည့်လို့ရတယ်ပြီးကျွန်တော်တို့ stack gain နှိပ်လိုက်တယ်ဆိုတာနဲ့ကျွန်တော်တို့ကဒီ game ကိုမရှိသေးဘူးဆိုလို့ရှိရင်ဒီ game ကိုစပြီးတော့ down အောင်ပါဗျာပြောရမယ်ဆိုလို့ရှိရင်အဲ့မှာကျွန်တော်တို့ ranking နှိပ်လိုက်တာနဲ့ဒီမှာကျွန်တော်တို့ရွေးလို့ရပါပြီကျွန်တော်တို့ရဲ့ app မှာကတခုရှိတာကျွန်တော်တို့က app တစ်ခုထပ်ကိုပို့တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဘယ်လိုပို့လဲဆိုတော့အခုဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ download pack ကိုရွေးပေးလိုက်မယ်ဗျာdownload pack ကိုရွေးပေးပြီးွားနဲ့ဒီမှာဆိုလို့ရှိရင်ဒါ overseas ကျွန်တော်က overseas ဒီကျွန်တော်တို့မြန်မာတွေကလည်း overseas user ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ overseas route ကိုရွေးလိုက်တာနဲ့ဒီ option တွေကိုရွေးပြီးတော့ download ရရဗျာgame mostly game တော်တော်များများ overseas option ကိုပဲရွေးပေးပါရွေးပြီးတော့ကျွန်တော်တို့ start download နှိပ်လိုက်တာနဲ့ဒီဟာကိုစပြီးတော့ down လုပ်မယ်ပေါ့ဗျာ down တဲ့အချိန်ကြာလို့ရှိရင်ဒီအတန်းပြီးွားနဲ့ဒီမှာ auto ဒီ install run ပေါ်နေလိမ့်မယ်အဲ့ဒါကိုလုပ်လိုက်အောင်မယ်ကျွန်တော်တို့ကအခုဒီ download file ကိုကျွန်တော်တို့ဒီဟာလေးကိုအမှန်ချစ်ထားလိုက်တာနဲ့ဒီ download ထားပြီးတော့သူ့ဘာသူ install လုပ်ပြီးရနဲ့ down ခဲ့တဲ့ဟာတွေကိုဖြတ်ထုတ်ပစ်လိုက်မှာဗျာအဲ့ကကြလို့ရှိရင်ဘာမှမလို့တော့ဒီ option ကတော့ဒါတော်တော်များများ game မှာတော်တော်များများသိပြီးရတော့ကျွန်တော်ထည့်မပြောတော့ဘူးပြီးွားလို့ရှိရင်ဒါကတော့ game ကို download လုပ်ပြီးွားနဲ့ app ကိုတန်းပိတ်မယ်ဆိုလို့ရှိရင်ဒီဟာလေးကိုအမှန်ချစ်ပေးရုံပဲဒါပြီးွားလို့ရှိရင်ဒါ start download နှိပ်လိုက်ရုံပဲပေါ့နော်ဘာမှခက်ခဲတော့မရှိဘူးပြီးွားနဲ့ကျွန်တော်တို့ဒီဒါကိုကြောက်လက်ရှိမ down သေးဘူးကျွန်တော် down ထားတဲ့ game တွေကိုပြမယ်ကျွန်တော်ကအခုဒီ game တစ်ခုကိုကြိုက်လို့မှတ်ထားရဲဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာဒီကျွန်တော်ဒီ game ကိုကြိုက်လို့မှတ်ထားရဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ star လေးနှိပ်ပေးလိုက်ရုံပဲအဲ့ခါကြလို့ရှိရင်ကျွန်တော်တို့မှတ်ပြီးသား auto ဖြစ်သွားပြီဘာမှမလိုတော့ဘူးအဲ့ချိန်ကျကျွန်တော် my game ထဲကိုဝင်ကြည့်မယ် my game ထဲမှာကျွန်တော် download လုပ်ထားခဲ့တဲ့ game တွေကိုမြင်ရလိမ့်မယ်ဒါကျွန်တော် download လုပ်ဖို့တဲ့ game တွေပြီးရင် uninstall လုပ်လိုက်တာကြီး down တာတဝက်တစ်ပြက်ဖြစ်နေတဲ့ game တွေမြင်ရလိမ့်မယ်ဒါကကြတော့ဒါ PS3 game ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒါမြင်တဲ့အတိုင်းပဲကျွန်တော်ဒီ game ကိုဆိုလို့ရှိရင်ဒါ download လုပ်ပြီးွားပြီတန်းပြီးတော့ run ရုံပဲ stack game နှိပ်လိုက်တာ ਨੇ ကျွန်တော်ပြောသလိုပဲဆောနာကျွန်တော် download file တွေကိုဖြတ်ထားရတဲ့ဟာကိုရွေးထားရပြီးွားရင် stack game နှိပ်လိုက်ရုံပဲဘာမှမခက်ခဲဘူးmultiplayer online ဒီ session ကိုပြောမယ်ပေါ့နော် multiplayer online session မှာဒါမနေ့ကတော့ကျွန်တော်တို့ border နဲ့တူတူဆော့တယ်ဆော့တဲ့အချိန်ကြာလို့ရှင်သူကဒီဟာ download ပြီးွားရဲ့အခြေအနေပေါ့ download ပြီးွားရဲ့အခြေအနေမှာကျွန်တော်တို့ ranking ဆိုတာမြင်ရလိမ့်မယ်အဲ့ ranking ဆိုတာမြင်ရတဲ့အချိန်ကျရင်ကျွန်တော်တို့က ranking ကိုနှိပ်လိုက်တာ ਨੇ ကျွန်တော်တို့က Steam app က auto တစ်ခုပွင့်လာပြီကျွန်တော်တို့ရဲ့ dummy Steam new account ကြီးတစ်ခုလေးကိုဝင်သွားမှာဗျာတိလားအဲ့ဝင်သွားရဲ့အချိန်ကြာလို့ရှင်အဲ့ game ကကျွန်တော်တို့က Steam နဲ့ launch လုပ်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့တယောက်တည်းပဲဆော့လို့ရမှာအဲ့ dummy account နဲ့က okay ကျွန်တော်တို့က border နဲ့ဆော့ကျင်တယ် invite လုပ်ပြီးတော့ဆော့ကျင်တယ်ဆိုလို့ရှင်
ကျွန်တော်တို့က login and have fun ကိုရွေးပြီးလိုက်ရတယ်အဲ့ login have fun ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့က sting ကို sting account ကို launch လုပ်သွားပြီးတော့မှကျွန်တော်တို့ကို sting ကိုပဲဒီပွင့်သွားပြီးတော့မှကိုနဲ့ friend ဖြစ်တဲ့လူတွေကိုကျွန်တော်တို့ user အချင်းချင်းကို invite လို့ရမယ်ပေါ့ဗျာကျွန်တော်တို့ user ချင်းချင်းပဲ online ကဆော့လို့ရမှာเนาะကိုကောင်းတဲ့ invite လုပ်ပြီးတော့ဆော့ကျင်တဲ့လူတွေ multiplayer ဆော့ကျင်တဲ့လူတွေအတွက်ဒီဟာလေးကိုနှိပ်ပေးပါအဲ့ဒါပါပဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ collection ထဲမှာကျတော့ကျွန်တော်တို့ကိုကြိုက်တဲ့ game တွေကိုမှတ်ထားတဲ့ဟာတွေ့ရမယ်ပေါ့နော်ပြောရမယ်ဆိုရင်ကျွန်တော်တို့ bookmark လုပ်ထားသလိုပဲ browser မှာ okay ဒါကတော့ခေါင်းကြီးတွေလုံးဝကြိုက်တဲ့ game တွေအားစားပါတယ်ကျွန်တော်ဒါ news ထဲမှာပြောရမယ်ဆိုလို့ရှိရင် scroll လေး3မိနစ်လောက်လုပ်ပြီးတော့ကျွန်တော်ကြိုက်တာလေးတွေကိုဒါထည့်ထားပါပေါ့နော်ကျွန်တော်တို့စီမှာ game ရဗျာတောင်းနဲ့ချီပြီးတော့ရှိတယ်နေတိုင်းကျွန်တော်တို့ game 450အသစ်တွေတင်ပေးနေတာတချို့ရက်တွေဆိုရင် game 100ကျော်တယ်ဗျာတင်ပေးတာအဲ့ကကြတော့ပြောရမယ်ဆိုလို့ရှိရင်ဒါကြီးရဗျာ game bank ကြီးနဲ့ကိုတူတယ်ဗျာပြောရမယ်ဆိုကြိုက်တဲ့နေရာမှာမဆိုဒီဟာကိုဗျာတဲဝါပြီးတော့ account ဖွင့်ပြီးတော့တခါလေး down ပြီးတော့ဆော့လို့ရတယ်ကျွန်တော်တို့ဟာokay အဲ့ဆိုဒီ game 2ကတော့ဒါကတော့မဆိုင်ဘူးကျွန်တော်ထည့်ပြောတော့မှမဟုတ်ဘူးဒါ PC သမားကြီးနဲ့ပတ်သက်လို့အကူအညီတစ်ခုလိုရယ်ဆိုလို့ရှိရင်ဒီ game 2ထဲဝင်ပြီးတော့2 save download လုပ်လို့ရတယ် PC နဲ့ဆိုင်တဲ့2 save ဒါကကြတော့ wallpaper ကတော့ကိုကြိုက်တာကိုထားပြီးတော့ wallpaper တွေကအစလေset wallpaper နှိပ်လိုက်ရုံနဲ့သူ့ဘာသူ down ပြီးတော့ wallpaper ချိန်ပြီးသွားလိုက်မယ် okay အဲ့ဒါကြလို့ရှိရင်ကျွန်တော်တို့ဘာမှတော့ပြောစရာမရှိတော့ဘူးကျွန်တော်စီမှာ trial သုံးကျင်တဲ့လူတွေ trial လာယူပါကျွန်တော်စီမှာဝယ်ချင်တဲ့လူတွေကိုလည်းကျွန်တော်တို့လက်ရှိ promotion ချပေးထားပါတယ်ကျွန်တော်တို့ဒီ normal price 3000ခွဲကိုမှကျွန်တော်တို့စီမှာအခုလက်ရှိတစ်လောက်2000နဲ့ပဲဝယ်လို့ရတယ်ကျွန်တော်တို့3လောက်ဆိုလို့ရှိရင်ကျွန်တော်တို့9000ပဲရောင်းပါတယ်ကျွန်တော်တို့ gain တွေကကျွန်တော်တို့စီမှာဥပမာကိုက member တစ်လောက်ဝယ်ထားရဲ့ပဲထားတော့ဗျာ member ကုန်သွားလို့ရှိရင်လည်းကျွန်တော်တို့စီမှာ download လုပ်ထားတဲ့ gain တွေကဆော့လို့ရပါတယ်ဒီလို expire လို့မျိုးမရှိပါဘူးအသစ်တွေပဲထပ်ပြီးတော့ download လုပ်လို့မရမှာပါ member တာမရှိဘူးဆိုလို့ရှိရင်အဲ့ကကြတော့ကျွန်တော်တို့ဒီမှာဒီကျွန်တော်တို့ကဒီ game တစ်ခုကို down နာရပေါ့နော်ဒီရဲ့ game တစ်ခုကို down နာရအဲ့ကကြရင်လည်းကျွန်တော်တို့ကဒီ emulator ကိုထပ် down အောင်မှာဖြစ်ပါတယ် MU ကို down မယ်ဆိုလို့ရှိရင်လည်းဒီမှာမြင်ရသလိုမျိုးကိုကြိုက်တဲ့ MU ကိုရွေးပြီးတော့ download လုပ်ပြီးတော့ဆော့လို့ရရပေါ့နော်ဒါကြီးကတော့ app ကိုသုံးရင်လုံးဝကလီးကြည့်ပါတန်အောင်လို့ကလီးကြည့်ပါပြီးသွားရင်ကျွန်တော်တို့က limit မလုပ်ထားပါဘူးကြိုက်တာကိုရွေးပြီးတော့ download လုပ်ပြီးတော့ဆော့လို့ရပါတယ်ဆော့ကျင်တဲ့ game တွေကိုကျွန်တော်တို့နာမည်လေးရိုက်ထည့်လိုက်အောင်ပါပဲတခြားတော့ဘာမှမလိုပါဘူးကျွန်တော်တို့အခုဒီဗီဒီယိုထဲမှာပြထားသလိုပဲပေါ့နော်ကျွန်တော်အသေးစိတ်တော့ပြတော့မှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့စီမှာနောက်ဆုံးထွက်ထားတဲ့ game တွေကအစအကုန်လုံးရှိပါတယ် game တွေကများလုံးလို့တော်တော်ကြီးကိုဘာ subscription ဘလို့မှထပ်ပြီးတော့မကုန်ကျင်တော့ဘဲနဲ့တစ်ခါဝယ်ပြီးတော့တမုံထောင်းပြီးတော့ကျုံးကျင်တဲ့လူတွေအတွက်တော့လုံးဝကွက်တိပါပဲကျွန်တော်စီမှာတီးကျင်တာလေးရှိလို့ရှိရင်အချိန်မီလာမေးလို့ရပါတယ်ကျေးဇူးပါခင်ဗျာ